အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုထက် Chelsea Vlog YouTube Channel နဲ့ Chelsea Club Forever Page ကနေအပြောင်းညီကိုများအားလုံးကိုကြိုဆိုပါတယ်မင်္ဂလာပါလို့သာနှုတ်ဆက်ရတာဗျာကိုညီကိုတွေကို respect တစ်ခုရှိတဲ့အနေနဲ့ဒီနေ့မှတကယ်လိုက်လဲတော့ကျွန်တော်ဖြစ်ပါတယ်တကယ်လဲကိုယ့်ရဲ့ Chelsea fan ညီကိုတွေတခြား Brown ပြည်ညီကိုတွေကကျွန်တော် respect တော့ရှိတယ်အဲ့တော့ဒီခေါက်မင်္ဂလာကတော့ Chelsea ရဲ့ဝင်မှာမရှိရနည်းနည်းတော့ကြာပြီဗျနော်အခြေအနေကနည်းနည်းလေးစိုးနေတယ်ကောက်ကနေငါရေမိုးကြရွှေကိုလို့ပြီးခဲ့တဲ့၄ပွဲနော်ပြီးခဲ့တဲ့ရက်ပိုင်းနေထားမှာကျွန်တော်နဲ့ clean sheet နဲ့နိုင်တယ်နော်ခြေစွမ်းလည်းကောင်းတယ်အာဆင်နယ်လိုတေးဝင်တော်မှာတောက်ထွက်ပြီးတော့ကျွန်တော်တေးရကစားနိုင်ခဲ့တယ်ရှိမှဆိုလို့ဘာစီလိုနာဘာညာကိုနိုင်တယ်ဗျအများကြီးပဲရှိတယ်ကျွန်တော်တို့ဘန်လင်ကို clean sheet ရတယ်နော် Wolf တို့စပါတို့အကုန်လုံးအိမ်ကွင်းဝေးကွင်းအကုန်လုံးနိုင်တယ် clean sheet ရတယ်ဒီမှာ quarterback တင်တော့တေးကြတယ်ပေါ့လေအဲ့လိုအနေထားကြီးနဲ့ကိုချက်ချင်းကိုစပြီး downfall ဖြစ်သွားတာဗျလေးပွဲလိုက်နိုင်ပွဲမရဘူးဒါတော်တော် short တော့လို့မရဘူးနော်နည်းနည်းလေးပြီးတော့နည်းနည်းလေး view ဆိုင်ရတော့မယ်တွား short လို့မရတဲ့အနေထားတွား short လို့မရတော့တဲ့အန်တာတစ်ခုတော့ရောက်လာပြီဘယ်လိုပြောမလဲအခုတရားသေးလီဗာပူး downfall ဖြစ်တယ်လို့6ပွဲလိုက်လောက်ရှုံးတာအဲ့လိုမျိုးတော့မဖြစ်သေးပါဘူးဒါပေမဲ့ပြောပြတာမဖြစ်နိုင်မပြောလို့မရဘူးဖြစ်သွားနိုင်တယ်ပြီးရင်အခု Everton နဲ့ကန်မယ် Everton နဲ့ပွဲနိုင်မယ်လို့ကျွန်တော်ပြောရတာဆိုမပြောရဘူး Everton ကျွန်တော် Chelsea နဲ့နိုင်မယ်လို့အိမ်မှာဒီချက်သားမှုနဲ့ကျွန်တော်နေကျွန်တော်ကြည့်မှုတိတ်မရှိသေးဘူးဗျာ Okay Chelsea နဲ့တကယ်ကန်မယ်ဒီကန်လို့ကန်မလာတာနိုင်သွားမယ်ရှုံးသွားမယ်ဒါတော့ဗျာဘောလုံးကတော့ဖြစ်တဲ့အခိုက်အတန့်တစ်ခုပဲအခုအချိန်နေထားအောင် Chelsea နဲ့ Everton နဲ့ပွဲမှာနိုင်မလားမေးရင်နိုင်မှုတော့အရင်မသေးကြဘူးဖြစ်သွားနိုင်တယ် downfall ကလည်းပြန်စနေလို့ပြောလို့ရတယ်ပေါ့လေအဲ့တော့ဘယ်ကောင်းနေမှာတောင်းဝန်ရှိတယ်ပေါ့လေဒီကစားသမားကိုနင်းပြအောင် Blues မှာပုံပြီးတော့တောင်းဝန်ရှိလဲနော် list ကိုရှုံးရတဲ့ပွဲစတာပေါ့လေဒီ list ကိုရှုံးတဲ့ပွဲကတော့ကျွန်တော်နင်းပြတော့အပြည့်မမြင်ဘူးနင်းပြမှာတော်နင်းပြလောက်လာတယ်အကုန်လုံးအဆင်ပြေတယ်ကစားသမားတွေအနေနဲ့ထောက်သုံးမှုကြလို့ကျွန်တော်မြင်တယ်သူ့အနေနဲ့လိုအပ်ချက်တွေရှိသွားတယ်ကစားသမားတွေမှာတိုဆင်ဆိုတဲ့ကောင်မဆိုင်တဲ့အလုံးတော့ရှောင်းလိုက်တယ်တော်တော်ရှုပ်ပြတ်ဖို့ကောင်းတယ်တိုဆင်ဆိုတဲ့ကောင်နော်လူခန္ဓာကိုယ်ကအကြီးပဲအောင်ကြတော့ဖြုတ်အောင်တော့ပဲရှိတဲ့ကောင်တကယ်နော်အဲ့လိုကောင်မျိုးဖူဟန်အောင်ဗျာစောက်တက်တမတိုးပန်းနဲ့ဒီကောင်ဖီတော့ကောင်ပေးလိုက်တဲ့ကောင်မျိုးကိုချက်စီကစိုက်နေဖီပေးပြီးတော့ခေါ်ထားရတယ်အစင်တန်းအဲ့လိုဖြစ်သွားတာဆန်လာဘက်မှာစိတ်ပြတ်ဖို့ကောင်းပါနောက်ပြီးတော့အဲ့ဒီပုံမှာအာဇိုဖန်ဒက်စ်ညံ့တယ်အန်ဆာတို့လည်းညံ့တယ်နောက်တိုင်းနဲ့အကောင်လုံးလေးစီးဖြစ်တယ်ဗျာကစားပုံမှာလုံးဝစိတ်ပြတ်ဖို့ကောင်းတယ်ဒီနေ့ပုံမှာကစားမှုကောင်းအောင်ဆိုလို့ပါထရိုနယ်တိုတက်လို့ပဲရှိတယ်ဘုံမောင်းနဲ့ပွဲတော့ထားတော့โอเคငါတို့ဘလုံးဝဲတစ်ပွဲမှာတီပွဲမှာဖြစ်တတ်တယ်ကစားရလဲခက်တယ်ဘုံမောင်းတင်ရလဲတော့ဆောက်ဆုံးလာကြောင့်မလို့အမိုက်လုံနေတဲ့အချိန်မှာချက်စီနဲ့ကန်ရတယ်ဒီဘွားတော့ကစားသမားတွေနေပြအောင်နဲ့နားလည်ပြလို့ရဒါပေမဲ့အဲ့ဘက်မှာလဲဆန်းဆော်ရင်မကောင်းနဲ့ဆုတ်ပြတဲ့ကစားသမားကြီးရှိပါတယ်နော်အန်ဆိုဖရန်ဒက်စ်ပေါ့ထူးကြတာအန်ဆိုဖရန်ဒက်စ်ကအခုဆုံးသွားတဲ့ပွဲမှာဒီကောင်ခြေစမ်းမပြောက်တယ်ဒီကောင်ကနည်းလေးလိုရောက်နေမတောင်းအောင်သူပုံစံမျိုးနည်းလေးလူရောက်မှပုံစံမျိုးဖြစ်နေတယ်ဒီကောင်ခြေစမ်းတော်ကြာနေပြအန်ဆိုကပွဲပန်းတာဘာညာတော့ပြောလို့မရဘူးဗျာဒီခေတ်ကာလကပွဲပန်းဆိုတဲ့စကားတိတ်ဘောင်မွန်းတော့အမှန်တကယ်ပြောရလို့ရှိနော်သူများအသင်းမှာကန်နေကြတာဗျာအာဆင်နယ်မှာဆိုတန်ကန်ရိုက်ဘယ်လောက်ကန်နေရတယ်အဆုံနဲ့ပေါ်မှာအသက်တန်ရုံးပြီးတော့သူ့နဲ့ကန်ပြီးစားတယ်ဗျာဒါရှုံးသွားတယ်ထားလိုက်ဒါရှုံးရနိုင်တာတော့ဘလုံးရဲ့ moment တစ်ခုပဲကန်ပြီးရလို့ဖြစ်နော်ဘာလို့မှဆိုလဲဘာဂျီဗန်တိုက်တို့ကိုနာတေးတို့နော်ကာရိုလန်ဘတ်တို့စောင့်နေရတာပဲသူတို့လည်းတော်ရန်သူပွဲပန်းဆိုတော့အကြောင်းပြချက်ကဒါစင်စင်ပြတာတက်ပဲကျွန်တော်လက်မခံဘူးတလားကျွန်တော်မြင်ဘူးလားစားရနေတဲ့ကောင်လေးနော်သွားဆိုကဘာဆင့်ကွန်းတဲ့လူပဲပြောဘာပဲပြောခြေစမ်းပြနိုင်တော့ဝေဝရမှာပဲနော်ဒီကောင်ကခြေစမ်းပြနိုင်လို့ဒီကောင်စစ်စစ်မှာအခွင့်ထူးကန်လူစားမဟုတ်အတင်းထက်မှာဘယ်ကောင်မှမရှိဘူးနော်ဒီကောင်ခြေစမ်းပြတော့ဒီကောင်အမေလိုက်နဲ့ပေးရအောင်ဆိုတော့ပုံစံမျိုးလည်းမရှိဒီတက်မှာဘယ်ကောင်မှလိုက်နဲ့သိကြတဲ့ကောင်တကောင်မှမရှိဘူးနော်ကျောင်းနဲ့အဓိကကြည့်ရမှာကချက်စီတင်းမှာကတကယ်စူးစမ်းမယ်တကယ်ကစားမှဆိုတော့တော်အခွင့်အရေးရှိတယ်အဲ့လိုမျိုးပြခြေစွမ်းကောင်းတဲ့ထက်မကောင်းတဲ့ထက်ဒီပြရဲ့မရတာပါပုံစံမျိုးနာမည်လည်းနှကောင်တူရလေအန်တိုဖာနန်ဒက်စ်အန်တိုမာစကဒီပြရဲ့နာမည်လည်းတူနေရောခြေစွမ်းကောင်းတဲ့ထက်မကောင်းတဲ့ထက်နော်ကောင်းလဲမထုတ်မကောင်းလဲမထုတ်ပုံစံမျိုးနဲ့တွားနေတဲ့အခါမှာတော့အဆင်မပြေဘူးပြဒါကစားမတက်တဲ့ကိုဆင်ကြအောင်လို့ပြောရတော့မဟုတ်ဘူးဒါပေမဲ့လည်းအန်တိုဖာနန်ဒက်စ်ခြေစွမ်းတော်တော်လေးကျဆင်းတာကျွန်တော်တို့နေတွေ့ရမယ်သူစီရပြပါစင်နေဘာမှမထွက်တော့ဘူးသူစောက်ခြင်းနဲ့ကလို့ဂျောက်ဖရစ်ကိုဝါဆန်နဲ့ဘာမှမတည်တယ်ဂျောက်ဖရစ်ကိုဝါဆန်အဲ့တော့အင်ကြီးအောင်လေးပို့ပြီးတော့ကန်တာဒီသူတို့ဘောလေးပေးတာဆောင်းဝမ်းလာတယ်အဲ့လိုတော့မျိုးမထွက်တော့ဘူးနော်နောက်ရှိပါသေးတဲ့အလုံးတွေအများကြီးပဲအဲ့လိုပါစင်မျိုးကျောင်းနဲ့မင်းရနည်းလေးကြပြီသူ့အနေနဲ့ဗျာဘယ်လိုပြောအောင်လဲနည်းလေးလိုအပ်ချက်တွေအများကြီးရှိနေတဲ့အကြောင်းတွေ့ရတယ်ပေါ့လေဒီအန်တိုဖန်ဒက်စ်အနေနဲ့အများကြီးတော့ပြင်ဆင်ကြောင်းလဲမှုတွေလုပ်ဖို့တော့လိုအပ်တယ်နောက်ပြီးတော့နည်းလေးဒီနီးပြအနေနဲ့လဲဒီပြောမလဲအရင်မပါတဲ့လူစင်းထုတ်တာမချဘူးဗျာအတနာရှုံးလာတဲ့ပွဲမင်းညရဘူးနည်းကန်သွားတယ်ဘယ်လောက်စစ်ပြတ်ဖို့ကောင်းလဲပထမပိုင်းမှာကိုယ်အနေနဲ့ဝါချဲဝမ်စီနဲ့နိုင်နေပြီအဲ့တော့ထိန်းကန်ပါမှမရှိဘူးနော်ပထမထိန်းကန်မှဆိုတာဗျာခံစစ်ပိတ်ဆော့ခိုင်းတာမဟုတ်ဘူးတက်စစ်ခံစစ်မြောက်လို့နော်အကောင့်တက်စစ်ကအကောင့်ခံစစ်သူ့ဆရာရဲ့ဒါလက်သုံးစကားပဲသူ့ဆရာလက်သုံးစကားကိုဒီကောင်တေချာပြီးတော့မြေဝဲမကြမှတ်ထားဘူး
သုံးကြတဲ့ကောင်ပေါ့လေအဲ့တော့ကျောင်းနေနဲ့အထွားမှလည်းတကယ်တမ်းကောင်းတာမဟုတ်အထွားပိုင်းလိုပြောင်းတယ်ပွဲမိနစ်20လောက်ဘာမှလှုပ်လို့မရဘူးဘောလုံးတော့ကိုယ့်ရဲ့ဒီအုံဟပ်တရားနေပြီးတော့ဟိုဘက်ရဲ့ပတ်ဆက်လမ်းကြောင်းမှာဘာမှမဖွင့်နိုင်အဲ့လောက်ဒီအခြေအနေစိုးတာနော်ကြည့်မှဆိုရင် defensive mindset ကစားသမားတွေဗျာဘုံမောက်ဖယ်လိုက်ဒီဘယ်လိုမလဲဖူဖာနာနော်စားထွက်လာမှာချလို့ပါဗတီယာရှိုင်းဒီရင်ပြီးရင်ဟိုအချင်းပေါ့ကိုရတာအကောင် defensive ကစားသမားတွေပဲကွင်းလည်းကြည့်မှဆိုရင်လည်းဒီဘယ်လိုပြောမလဲ Lewis Chain defensive ကစားသမားတော်လို့ရသေးတယ် Casio defensive only ပဲ Anzo မှလည်း attacker မှချက်ရှိတယ်ပဲ Anzo ကလည်းအောက် attacking ကိုပြောလို့မရသေးဘူးတကယ်အတိုင်းကစားသမားပါ3ယောက်စစ်ပါ3ယောက်ပဲရှိတယ် Anzo ကထွက်ပြလိုက်ကြ4ယောက်နော်အဲ့လိုဒီထားမျိုးနဲ့ကန်လာဗျာတကယ်ဖိုက်စစ်ခံစစ်ညှဖို့တော့က17ယောက်ကန်နေမှာခန်းစစ်ကစားသမားတွေပဲအရင်များနေဘာလို့ဖို့လဲပေါ့အတလန်တာကိုကျောင်းနေနဲ့ခန်းစစ်ပိတ်ကန်ဟုတ်ပြီအဲ့လိုခန်းစစ်ကကောင်းလားဆိုတော့လည်းငါဘိုးကပေးရတယ်ဘလောက်ဆောက်သုံးကြရဆိုတော့ကြည့်ဒီဆုံးတဲ့ပွဲတော့မာစကာမှာတောင်းရှိတယ်ဗျကစားသမားတွေမှာအဲ့လိုမရှိအခုဒီညရှုံးရတဲ့ပွဲမာစကာဘိုးတောင်းရှိတယ်ကစားသမားတယောက်ရှိနေပြောရမှာဆိုတော့တကောင်ပဲအန်တိုဖန်ဒတ်ပဲဒီကောင်ကအဓိကလို့ပြောမလဲအဓိကထောက်ပတ်ကြကောင်ဖြစ်နေဒီဆုံးရတဲ့ပွဲတွေကောင်လုံးမှာဒီကောင်စီစိုးမကောင်းစီစိုးအညံ့ဆုံးပဲနော်ထူးခြားစီစိုးကောင်းလာတာရောဘတ်ဆန်ချက်ပါနာစီရလေးကောင်းတယ်ဒီနေ့ပွဲကတော့အဲ့လောက်ကြီးမဟုတ်ဒါပေမဲ့ဒီဘုံကနေပုံမှာစီဝါလေးပါကြီးမစိုးနော်အဲ့တော့ရှေ့လာမဲ့ပွဲတွေပြောလို့မရအောင်နော်တော်ဆော့လို့မရဘူးလီဗာပူးအခုရှုံးပွဲစလိုက်ကြုံနေတယ်တော့အဲ့လိုမျိုးတော့ကျွန်တော်မဖြစ်သေးပါဘူးဖြောသွားနိုင်တယ်မန်ယူမနက်ကရူဘင်အီမိုရိုနဲ့တော်ချီစုတယ်ဗျာ၄-၅လောက်မှ၄ပွဲ၅ပွဲလောက်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပြောလို့မရဘူးဘာမှနော်အခု down 4ကနည်းလေးပြန်စနေတယ်လို့ခံစားရတယ်ကျောင်းနေတာကိုအများဆုံးဘယ်လိုရောမလဲ coach လို့ပြောတယ်ဗျာအများဆုံးကြော်တော့နိုင်အောင်ကျွန်တော်တို့လည်းစူးစမ်းရမယ်အခုအခြေအနေရတယ်တကယ်လို့ရောက်ပေါက်တယ်ဗျာဘာမှဖတ်ဆယ်လို့မရဘာမှလုံးလို့မရတဲ့ပုံစံမျိုးကြီးဘာလို့ပြောမလဲအဲ့ဒါ running out of energy ဆိုပြီးလက်နဲ့ချပြီးတော့ကိုယ့် easily လို့ပြောမလဲအညာခံလာတဲ့ပုံစံမျိုးကြီးဖြစ်နေပြီနော်ဘာကဘလို့လိုအပ်ချက်တွေဘာရှိမှန်းမသိတာနော်ခန်းစစ်ကစားမဆိုလဲကြောတိကြောရဲကိုက်ရှိမပါလို့မှန်းလို့ဟုတ်ပါပြီကိုက်ရှိပါလဲမနေရပွဲဘာလို့ဖြစ်လဲရှုံးတာပဲလေဘာမှတော့မထူးပြအဓိကပြောမှဆိုရင်တော့ဒီအသေးမှာပြဿနာရှိနေတာအမှမာစကိုင်းနဲ့ကစားသမားတွေကိုကောက်ကောက်လေး motivate လုပ်ဖို့လိုအပ်တယ်မနေ့ကဒီလိုအချိန်မှာကျွန်တော်တို့လည်းဒါလည်းထိုးစင်းတာကျွန်တော်တို့လည်းသတိထားမိတယ်နော်ဒါလည်းထိုးစင်းတာဖူဟောင်းရှုံးသွားတယ်2-1နဲ့အဲ့အရင်ဆိုင်စလိုက်စင်းတာနော်ဒီ Ipswich ကိုရှုံးတဲ့ပွဲမနေ့ကဒီနေ့ Leeds ကိုရှုံးတဲ့ပွဲနဲ့တပုံစံနဲ့ပဲနော်စကိုလိုင်းကနည်းလေးကွာနော်3-1-2-0ဒါမှစကိုလိုင်းက goal difference လားအတူတူပဲနော်အဲ့လိုရှုံးတယ်ကိုရှယ်ပက်လက်ကိုတည်ကြတယ်ဒီခွာမှာဘောင်းအောင်တည်ကြပုံစံနဲ့တပုံစံနဲ့ same story ပုံစံမျိုးတွေဖြစ်လာတယ်မနေ့ကနဲ့ပုံစံမျိုးနဲ့ကြောင်းနေနဲ့နော်အဲ့ဒါကြောင့်မလို့ဒီနေ့မှာတော့ဗျာမနေ့ကတော့အမှားမျိုးသူ့အနေနဲ့ထပ်ပြီးတော့မကျွလို့စကြမ်းတော့ဘူးကလာဘောကယူပေးထားတာကြီးကျူးတယ်ကိုဖန်ယူပေးထားတာ appreciate လုပ်တယ်ဒါပေမဲ့လည်းဒါကတော့ဗျာတိုင်းတာတစ်ခုပဲ consequence ဆိုတာရှိတယ်တဘောပိတ်တဲ့ကောင်ကဗျာ premier flash ယူပေးခဲ့တဲ့ဟို Arnis လို့သူတို့နဲ့အောက်ဖို့ပြောနေကြတယ်ပေါ့လေနော်အဲ့ဒါကြောင့်မလို့ရာတိုင်းကဘယ်လိုပြောမလဲအချင်းချင်းကောင်ကြည့်ရဗျာတခုတည်းကလာဘောကယူပေးလို့ဘာညာအများတိုင်း confidence ရှိနေရမှာမဟုတ်ဒီပြောက်ထုတ်ပြောတာမဟုတ်တော့နော်အမှန်ခိုင်မှာကျွန်တော်နဲ့ confidence တော့ရှိသေးတယ်ဒါပေမဲ့သူတို့နဲ့လေပြင်ဖို့လိုအပ်တာပေါ့လေနော်ဒီအရင်ပါတဲ့ကောင်ချက်စီးတင်းမှာချက်တောင်းပြနိုင်အကုန်လုံးနဲ့အောက်ဘယ်ကောင်မှလက်ပြန်တဲ့ကောင်မရှိဘူးရုပ်ဆောင်ပြောမှာဗျာအရင်ကောင်းတဲ့ကိုက်စီလို့ကိုပါမတော့ line နဲ့တည်ကြကြမလို့ချက်တောင်းမကောင်းသူတို့ line နဲ့အောက်ကဒါပေမဲ့သူတို့ကတော့ကျေစွာအမြင်နဲ့ကောင်းတဲ့မို့သူတို့စကားထိုင်ဖို့ကြမလို့အဓိကချက်တောင်းမတင်နေဖြစ်တဲ့အန်တိုဖရန်ဒက်စ်တို့နော်ဒီဝင်ကားမှာကာနာချိုးတို့လီယန်ဒီလက်ဆိုတဲ့ကောင်ကစင်းနဲ့မရှိတော့တကယ်ကိုသုံးမကြတဲ့ကောင်နော် flop လာပါလာတော့မသိဘူးတကယ်ဒဏ်ရသွားတယ်ဘုံနဲ့ဖွဲရတယ်နောက်တိုင်းမှာဆိုလဲစီးမရှိတဲ့ကောင်တွေများတိုးစင်တို့ပါစီးမရှိနော်အဲ့လိုမျိုးဗျာ line နဲ့တရားနဲ့ကောင်မရှိနဲ့ performance base ကိုအခြေခံ performance အဓိကကောင်းလုပ်မယ်ဆိုတော့တောင်းတယ်နောက်ပိုင်းမှာအဆင်ပြေနိုင်တယ်စီးစင်းအနေနဲ့အခုစနေနေ့မှာ Everton နဲ့ကန်ရမယ် confidence အပြည့်ရှိတာနိုင်မယ်လို့ပြောရလားနော်ကဲလည်းဗျာသူကြောင်းနဲ့ကျောင်းနေနဲ့ဒီပွဲမှာနိုင်မယ်လို့မင်းအပြည့်ဝအမခံတာဆိုမခံရဘူး Everton နိုင်မယ်လို့မတေချာဘူးအရင်နော်โอเคကန်တဲ့အခါမှာတော့လည်းစီးစမ်းကောက်ပြီးနိုင်ဝါဖြစ်နိုင်တယ်ဒါမှမဟုတ်ဆုံးတာတေချာမျိုးဖြစ်တယ်ဒါပေမဲ့အခုအနေထားကြည့်မယ်စီးစမ်းကြည့်မယ်ဆိုရင် Everton တော့လည်းခက်ခဲရှိမှန်ကစားဖို့ရှိတယ်အိမ်ကွန်စတောင်းလို့ဖြစ်နေကစားပေါ့လေအဲ့တော့ကျောင်းရနေဒီအချိန်မျိုးခါနေအမှန်ဆုံးကျွန်တော်နိုင်မလို့ကျောင်းချက်ချင်းတင်ကျွန်တော်နှောလင်းနေနောက်ပြီးတော့ဒါသမားတွေဒီပါရစစ်တပ်ကောင်းနေရှစ်ချနိုင်လို့ကျွန်တော်နှောလင်းနေတကူဆိုးနေတာကဟိုလီဗာပူးဒီနေ့ကြုံတွေ့နေရတယ်လို့မန်ယူနိုက်တက်ရင်းနဲ့ကဘယ်အမနောကြုံတွေ့နေရတယ်လို့အချက်ဆန်ကဆောင်းနေပြီးသွားတဲ့ပုံစံမျိုးဒါတမန်တော်မကောင်းပြအောင်မန်ယူတက်ခုနဲ့ပြန်ကောင်းလာပြချစ်ကျူရတာကိုလဲအဲ့လိုမျိုးတွေဒါလီဗာပူးလဲဘာလို့ဖြစ်မနေ့ကဖလိုက်ထားတယ်ဗျအကုန်လုံးအတင်းကောင်းနေပဲအဲ့လိုအနေထားမျိုးအဲ့လိုဝန်းမှန်လေးတခုကျွန်တော်နဲ့မကြုံတွေ့ရအောင်အားထုတ်သွားဖို့လိုအပ်တဲ့ဆိုတာကိုပြောချင်တယ်မှာကျွန်တော်ဗီဒီယိုကိုဒီမှာပဲရန်အောင်ပဲပြုပါနော်ကဲအားလုံးနှုတ်ဆက်ပါပါတယ်အားလုံးပဲစီးပြပါ